United ရဲ့လာမယ်သုံးပွဲအားလုံးပဲမင်္ဂလာပါ United မကနေပြီးကြိုးစုလိုက်ပါရယ် United ရဲ့ဘောနော်လာမယ်သုံးပွဲအကြောင်းလေးကိုသုံးသပ်ပြပါမယ်အားလုံးပဲ TV ကြားရဲ့အတိုင်းပဲUnited တင်းကိုနှစ်ကိုတစ်ခုနဲ့အရှုံးပေးခဲ့ရပြီးတဲ့နောက်မှာ United ကချန်ပီယံလိဝင်ငွေအတွက်စိုးရိမ်စရာအနေထားတွေကိုဖြစ်လို့လာပါတယ်။ဘာကြောင့်လဲဆိုတော့ဘောတစ်ဖက်ကလီဗာပူးတင်းကလည်းအမှတ်ဒီကိုနီးကပ်လာတဲ့အချိန်မှာအစတွန်ဗီလာကလည်း55မိနစ်တူမန်ယူနဲ့အတူအမှတ်တူရှိနေတယ်။အားကြောင့်ကျွန်တော်ကနောက်ပွဲတွေမှာချီချော်လို့မရတော့မဲ့ခြေအနေတွေကိုဖြစ်နေတယ်ပေါ့နော်။လာမဲ့၃ပွဲကတော့ဘာကြီးလဲဆိုတော့ပထမဆုံးအနေနဲ့ Chelsea တင်းနဲ့ဝေးကွင်းကိုသွားကန်မှာဖြစ်ပါရဲ့။နောက်တစ်ခုကတော့ဘောနော် Brentford တင်းနဲ့အိမ်ဝင်းမှာကစားရမယ်။နောက်တစ်ခုကလည်းလီဗာပူးတင်းနဲ့အိမ်ဝင်းမှာကစားရမယ်ပေါ့နော်။ဒီ၃ပွဲမှာကျွန်တော်တို့တွေကအမှတ်ပြည့်မယူနိုင်တော့မှ9မှတ်လောက်ယူနိုင်မှသာကျွန်တော်တို့ရဲ့ချန်ပီယံလိဝင်ငွေအတွက်အခြေအနေကောင်းပါဖြစ်ပြီးတော့နောက်ကတင်းတွေကိုလည်းအမှတ်တွေပြထားနိုင်မှာဖြစ်တယ်ပေါ့နော်။ဒီကူနီပြကားရီကလည်းပေါ့နော်သူရဲ့အကောင်းဆုံးလူစင်းတွေနဲ့ဘယ်လိုမျိုးတုတ်ပြက်လာမလဲဆိုတော့ကိုကျွန်တော်တို့တွေစောင့်ကြည့်တော်ရမယ့်အခြေအနေတွေကိုလည်းဖြစ်နေတယ်ပေါ့နော်။ဒါအပြင်ပရီးမီးယားလိကို၃ပွဲဆက်လွဲချော်မဲ့လီချာဒိုမာနီနက်ကလည်းခုချိန်မှာတော့ပေါ့နော်တကယ်ကိုအနီးကပ်ပြပြီးတော့ပွဲနားနေရတယ်ပေါ့နော်အနီးကပ်ပြခံရတဲ့အတွက်ကြောင့်ပွဲနားနေရပါတယ်ပေါ့နော်အားလုံးပဲရရဟာအစိုးရကြီးပဲပေါ့နော်မန်ယူမှာရအစိုးရကြီးပဲတကယ်ကိုပွဲပြီးတဲ့နီးရာသီတူပြီးခဲ့နီးလေးမှာလေပထနာတွေကတက်စမြဲပဲပေါ့နော်အားလုံးပဲညီကိုရီနေတဲ့ပေါ့နော်ဒီသုံးပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဘယ်နှမှတ်လောက်များယူနိုင်မလဲဆိုတော့ကိုစီးနီးတွက်ခဲ့ကြပါဦးဒီလိုအားပေးခဲ့ကြတဲ့တယောက်ချင်းစီလည်းကိုကျေးဇူးတင်ပါတယ်